မိမကြီးမမြန်လောက်ပါအောင်တော်တော်လေးမောင်နေပြီဟုတ်ပါပြီဒါနောက်ဆုံးတစ်ခါပိုက်ခွန်ပြစ်တာပါသိပြီးတော့လောဘမကြီးနဲ့နော်တော်ကြမိချောင်းလာလို့ရှိရင်တော့ငါတို့အသက်ပါသွားလိမ့်မယ်ငါတို့လည်းအကုန်သွားမယ်ပြီးလို့ရှိရင်ငါတို့လည်းဒီချောင်းပိုက်ထဲရောက်သွားလိမ့်မယ်ရှင်ကလည်းတငါသေးတယောက်ဖြစ်ပြီးတော့မှဒီလောက်ထိကြောက်နေမှာတော့ဘယ်လိုလုပ်ငါဖမ်းမှာတော့ကျမတော်မှအေးစစ်စစ်နဲ့တထောင်းပြအောင်အဲ့ဒီဖမ်းပြီးသွားပြီရှင်ကတော့ကြည်ထားလိုက်ပါဒီနောက်ဆုံးအချိန်မှာတော့မှညာရအောင်ဖမ်းပြမယ်တော်ပါတော့အိမ်ရောက်မှပဲထမင်းချက်ပြီးကျွေးတော့တော်ပြီရမ်းမောင်နေပြီဒီလိုမောင်တဲ့အချိန်မှာပင်လယ်ဘေးမှာနေတာမကောင်းဘူးအောက်မဲ့အမြန်လို့မိမရေရက်လိုက်ပါအောင်ရက်လိုက်ပါအောင်ဘာဖြစ်တာလဲအမေဘာမှဖြစ်ပါဘူးသားအိတ်လိုက်တော့နည်းနည်းကြာမှတော့သူသားလေးကတော့အိတ်သွားခဲ့ပါတယ်ဒါပေမဲ့မက်ခင်တယောက်ငိုနေခဲ့တယ်ဘာလို့ချစ်တီးချစ်ကန်လုံနေရတော့ခင်ရေပင်လယ်ဘေးသွားတာကအရင်အတည်းများတယ်ခုကိုဝင်ရှိနေရလေနေသွားပြီလားကလေးကိုအရင်မွေးပါစေအောင်ပြီးတဲ့အခါကျလို့ရှိရင်ငါထားလိုက်ပါတော့ရှင်ပြောတဲ့စကားကိုကျမနားမထောင်တော့ဘူး။ကျမကမေကန်တပေးကိုသွားခြင်းနဲ့ဆိုရင်ဒီနေ့ပဲသွားခြင်းနဲ့အခုပဲသွားခြင်းနဲ့ခါလောက်ပဲခေါ်သွားကြည့်ပါရှင်ထပ်ပို့ပြီးအများကြီးဖမ်းပြမယ်။ဟုတ်ပါပြီဒါဆိုလို့ရှိရင်လည်းသွားကြရအောင်။ဒါပေမဲ့ငါပြောတဲ့အခါမှာငါနဲ့ချက်ချင်းလိုက်ခဲ့ရမယ်နော်။မသိဘူးညမောင်တဲ့အချိန်မှာအဲ့ဒီပင်လယ်ကလေးမှာသိပါတယ်။ကျမတို့အိမ်အောင်ကြတာမှ၄လပဲရှိသေးတယ်။အဲ့ဒီ၄လအတွင်းမှာကျိန်တရားမကတော့ဘူးပြောနေတာညနေဆောင်လို့ရှိရင်ဘာဖြစ်လဲဆိုတာသိပါတယ်။သွားမယ်လေ။အဲ့ဒီအချိန်ကတော်တော်ကြာခဲ့ပါပြီဒါပေမဲ့လည်းမခင်တယောက်ကတော့အဲ့ဒီအတွေးထဲမှာပဲနေမျောနေခဲ့တယ်အိမ်နေမှာသာသူ့ယောက်ျားရဲ့ပြောစကားကိုနားထောင်ခဲ့ရင်တော့ဒီလိုဖြစ်မှာမဟုတ်ပါဘူးသူ့ယောက်ျားနဲ့ငါဖမ်းဖို့အတွက်မိကန်တပီမသွားခဲ့ရင်ကောင်းသားလို့စဉ်းစားနေခဲ့တယ်အိမ်နေမှာသူ့ယောက်ျားကြောက်နေတဲ့အရာကပဲဖြစ်သွားခဲ့ပါတယ်ပင်လယ်တွေကမိချောင်းကြီးကတပြေးပြေးလာပြီးတော့မှဖမ်းထားတဲ့ငါးရီကုံလုံးကိုစားခဲ့တယ်ပြီးတော့ခင်ကိုစားဖို့ဆိုပြီးတော့မှမခင်အရှိကိုလာခဲ့ပါတယ်အဲ့ဒီအချိန်မှာမခင်ယောက်ျားကကြည့်ပြီးတော့မှသူကပဲမခင်ကိုကဲဖို့သွားလိုက်တယ်အဲ့ဒီအချိန်မှာပဲမိချောင်းကသူ့ကိုပဲကိုက်စားသွားခဲ့တယ်ဒါကြောင့်မလို့မခင်ကလည်းအရာကြီးတစ်ခုကြံနေခဲ့တယ်။နေမနက်မှာဟဲ့ဘယင်မဘယ်ချိန်ထိအိမ်နေမှာတော့ငါသားကိုတော့စားပြီးတက်ပလိုက်ပြီအခုငါ့ကိုလည်းအငတ်ထားပြီးတက်မလို့လားမဟုတ်ပါဘူးအမေအခုထပါပြီအဖွားရေအမေကိုအိပ်ပါစေလား။ तू ကညတော့မအိပ်ရဘူး။မိကကြောက်သွားတာ။မိကအိမ်မက်ထဲမှာပြန်ပြီးတော့အဲ့ဒီတရေကိုတွေးခဲ့တာ။ကြည့်လိုက်။အမီးကိုလည်းသူ့ဘက်ပါအောင်လှုပ်လိုက်ပြီ။အားလေးတွတ်ပြီးငါပြောတာနားထောင်။နင့်အမေကလေနင့်အဖေကိုတတ်ခဲ့တာသိလား။အဲ့တော့နင့်အမေစကားကိုလုံးဝနားမထောင်နဲ့။တော်ကြတရေရဲကြလို့ရှိရင်နင့်ကိုပါအဲ့ဒီမိချောင်းရှိကိုထားခဲ့လိုက်မယ်။အဲ့မိချောင်းရှိကိုပို့ပေးလိုက်မယ်။အဲ့လိုဘယ်တော့မှမဖြစ်ပါဘူးအဖွားရေ။နော်မိကအရန်ကောင်းတယ်။သူကအဖေကိုမတက်ခဲ့ဘူးဖွားကလိန်ပြောနေတာဖွားကိုမခေါ်တော့ဘူးတော်ပြီဘယ်တော့မှစကားမပြောတော့ဘူးဖွားနဲ့ဒီလိုပြောပြီးတော့မှတွတ်ပြီးကငိုပြီးတော့အိမ်ကနေထွက်သွားခဲ့ပါတယ်ခင်ကတော့သူ့ကိုချောဖို့အတွက်သူ့နောက်လိုက်သွားခဲ့ပါတယ်အမေအဲ့ဒီချိန်မှာပဲသူ့ရဲ့ရောက်ခမဖြစ်တဲ့တော်ခင်မကပြောတယ်ဟေးဘယ်သွားနေရတော့သွားသူ့အတွက်ထမင်းချက်လိုက်လေတော်အမေလှုပ်ချင်နေတာဟလားငါသွားချောလိုက်မယ်ဒီလိုပြောပြီးတော့မှတော်ခင်မကတော့တွတ်ပြီးနောက်ကိုလိုက်သွားခဲ့ပါတယ်မခင်ကတော့မိဖို့ကြောင့်နေသွားပြီးတော့သမင်းချက်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့လည်းချက်စရာဘာတစ်ခုမှမရှိခဲ့ပါဘူးအမေကလည်းတိတဲ့တန်းနဲ့ငါတို့ရှိမှစားစရာဘာတစ်ခုမှမရှိဘူးအဲ့ဒါကိုတစ်ခုချက်လိုက်ဟိုကချက်လိုက်တရားချက်လိုက်လုပ်နေတယ်ငါဘာသွားချက်ရမှာတော့ဘာမှမရှိပဲနဲ့မိကန်ဘေးနားမှာသွားကြည့်ရမှာလားမသိဘူးအားလေးပါလေးဖမ်းမိမလားတော်ပြီအဲ့ဒီကိုတော့မသွားဘူးဘယ်တော့မှမသွားဘူးမခင်ကတော့အစကတည်းကအရင်ဆင်းရဲခဲ့ပါတယ်။သူ့ယောက်ျားဆုံးပြီးတဲ့နောက်ပိုင်းမှာတော့ချိန်တွေကပို့ပြီးတော့ဆိုးသွားခဲ့တာပေါ့။သူရှိမှတဲအိမ်လေးအစုပ်တစ်ခုပဲရှိခဲ့ပါတယ်။အဲဒီရွာတရွာလုံးကလည်းတဲအိမ်နဲ့ပဲနေကြတယ်။ဝမ်းစာအတွက်အနီးနားမှာရှိတဲ့မြစ်ကနေနေပြီးတော့ငါးဖမ်းကြတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းအနီးနားမှာရှိတဲ့အပင်တွေကအသီးတွေကိုပဲစားပြီးနေထိုင်ကြတယ်။အဲဒီနားမှာအမေကောင်းတဲ့အသီးတွေဖြတ်ပေးလိုက်မယ်။ကောင်းတာလေးတွေအမေစားလိုက်နော်။ထားလိုက်ပါတော့အဲ့လောက်ကြီးထိလုပ်ပေးစရာမလိုဘူးငါပြင်းမထမင်းချက်ခိုင်းတာကိုအသီးပုတ်တွေယူလာတယ်ပေါ့ဘာမှမချက်နိုင်ဘူးလားဟလားမချက်ရမှာတော့အမေရဲ့အဲ့ဒီအတွက်ရာရှင်နေချက်စရာတွေရှိမှဖြစ်မယ်လေစံတစည်းတောင်မှမရှိတော့ကျမဘာလုပ်ရမှာလဲအမေပဲပြောလေသွားအဲ့ဒီမိချောင်းရဲ့ဘိုက်ထဲပဲဝင်လိုက်တော့အသားကိုလည်းအဲ့ဒီထဲမှာပို့ခဲ့တာမလားငါရဲ့ကန်ကောက်ကိုတော်တော်ဆိုးတာအစားကတော့ငါသားကိုပဲတက်ပလိုက်ပြီးအခုတော့ငါနဲ့ငါရဲ့မြီးကိုပါအငတ်ထားပြီးတော့တက်ချစ်နေတာထင်တယ်နောက်ခမဖြစ်သူကတော့သူ့ကိုဒီလိုပြောဆိုပြီးတော့မှထွက်သွားခဲ့ပါတယ်။မခင်တရားငိုပြီးတော့ကြံရစ်ခဲ့တယ်။အမေမငိုပါနဲ့။သားကဒီအသီးတွေအရန်ကြိုက်တယ်။မခင်ကတော့သိပါတယ်။သူသားကသူစိတ်မငြင်းအောင်ဒီလိုမျိုးတွေပြောနေတယ်ဆိုတာတကယ်ရမ်းတော့တွတ်ပြီးကလည်းနှစ်ပတ်လောက်ရှိပြီကောင်းမွန်ဘာမှမစားခဲ့ရပါဘူး။ပြီးတော့သူကလည်းဗတ်အရန်စာနေခဲ့တယ်။အခုကြားပြီးတော့မှ
မိခင်ဖြစ်တဲ့မခင်ကလည်းအရန်ကိုစိုးရိမ်နေခဲ့တယ်တော်ပြီငါတခုမဟုတ်တခုလုံးမဖြစ်တော့မယ်တော်ပြီငါထက်မကြောက်တော့ဘူးငါအိမ်မြေကန်တပီကိုသွားမယ်ငါကိုရအောင်ဖမ်းခဲ့မယ်ဘာပဲဖြစ်ဖြစ်ကြည့်ရတာပေါ့ဒီလိုနဲ့တတိရှိရှိနဲ့မခင်တယောက်ဘိုက်ကိုယူပြီးတော့မှမြေကန်တပီကိုသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလမ်းမှာအဖိုးတယောက်နဲ့တွေ့ခဲ့ပါတယ်အဲ့ဒီအဖိုးအိမ်ကလည်းမခင်တို့အိမ်နဲ့မနီးမဝေးမှာရှိခဲ့တယ်သူ့ရဲ့မိသားစုကလည်းပြီးချောင်းနေစားလို့အကုန်မရှိတော့ပါဘူးဘာဖြစ်တာတော့သမီးရေဘယ်သွားမလို့လဲမြေကန်တပီသွားပြီးတော့မှငါဖမ်းမလို့ပါဟာအဲ့ဒီမှာဘာပဲရှိပါအဖိုးရေအမေနဲ့သားကိုဝမ်းစာဖြည့်ဖို့အတွက်ဘာမဆိုလုပ်ရမှာပဲမလုပ်ပါနဲ့သမီးရေနည်းနည်းတော့စဉ်းစားပါအဲ့ဒီမှာသမီးသားတခုခုဖြစ်သွားပြီဆိုလို့ရှိရင်သမီးအမေနဲ့သမီးသားကဘယ်လိုလုပ်ကြမှာတော့တတိရှိလောက်ကင်ပါသမီးရေသမီးကအမေတယောက်လေနီလန်တခုမဟုတ်တခုရှာလှုပ်လိုက်မှာပါသမီးကိုတခုပြောပြလိုက်အောင်မေအရန်ဆိုးတဲ့မိချောင်ကအရင်ကထက်တောင်မှပိုဆိုးနေပြီနေကပဲဒီရွာမှာရှိတဲ့အိမ်အိမ်မှာဝင်လိုက်တာဝင်လာတာတော့ပါသေးတယ်သူတို့ကလည်းမမြတ်ထွက်ပြေးနိုင်လို့မဟုတ်ရင်တော့သွားပြီဒီလိုပြောပြီးတော့မှအဖိုးကလည်းသူ့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်မခင်ကတော့အဲ့နေရာမှာပဲထိုင်ပြီးတော့မှအတွေးတွေနဲ့နေနေခဲ့တယ်ဒီဦးလေးပြောတာလည်းတော်တော်မှန်နေဒါပေမဲ့လည်းအခုငါဘာလုပ်ရတော့မှာတော့ကြာငါအနောက်လိုက်ပြီးတော့မှမိချောင်ကငါအိမ်ထိဝင်လာရောတော်ပြီငါတခြားတစ်ခုစဉ်းစားမှပဲဖြစ်မယ်မခင်ကတော့ဒါတွေကိုစဉ်းစားနေတဲ့အခါမှာပဲအပေတဖူးပေါ်ကိုအာယုံရောက်သွားခဲ့ပါတယ်ဒီအကြံလေးမစိုးဘူးအသီးတွေဆိုတာကလည်းအပင်ရဲ့ဟုတ်ထိတ်ဆုံးမှရှိတာလေပြီးတော့အဲ့ထိတ်ဆုံးကအသီးကအရန်ချိုတယ်သူ့ရဲ့အုံနောက်ထဲမှာအကြံတစ်ခုရခဲ့ပါတယ်သူကိုယ်တိုင်အိမ်ပြန်ပြီးတော့မှတဲလေးကိုရိုက်ချိုးလိုက်ပါတယ်ဒါရီကုံလုံးကိုဒေါခင်မာကမြင်တဲ့အခါမှာဒေါသထွက်ပြီးအော်ခဲ့ပါတယ်ဟဲ့အယူမနေဒါဘာတွေလုပ်နေတာတော့တကယ်ပဲသူကလူမဟုတ်ဘူးတရေသစေပဲအဲ့ဒါကြောင့်အဖေမသွားပြီးထိုင်နေတာလေဟာအိမ်တစ်ခုလုံးကိုဖျက်ဆီးလိုက်ပြီပဲအမေရဲ့ကြည်ထားလိုက်ပါကျမဘာလုပ်လဲဆိုတာဒီလိုနဲ့အချိန်နှင်းငယ်ကြာမှာပဲမခင်ကတော့ပင်ပေါ်မှာအိမ်လေးတစ်ခုဆောင်လိုက်ပါတယ်အတိုက်လိုမျိုးပေါ့စိန်ခံပြီးနေလို့ရတဲ့အပြင်အဒယ်ရီအားလုံးကနေလည်းလွတ်မြောက်ခဲ့ပါတယ်တားတွပြီးအဖွားကိုအိမ်ပေါ်ကိုခေါ်ခဲ့စမ်းဒီနေ့ကနေစပြီးငါတို့ဒီမှာပဲနေကြမယ်မခင်ရဲ့စကားကိုကြားပြီးတော့မှဒုပီကအရန်ပျော်သွားခဲ့ပါတယ်။ကြောက်ခမဖြစ်သူကတော့အရန်အောနေခဲ့တာပေါ့။ဘောကိုရလာတဲ့အခါမှာအမေဒီအသီးကအရန်စားလို့ကောင်းတာပဲ။ဒီမှာအသီးတွေအများကြီးပဲရှိတယ်နော်။ဒုပီကတော့သူ့အမေကိုချီးမွမ်းနေခဲ့ပါတယ်။ဒေါခင်မာကတော့ဘာပြောလို့ပြောရမှမသိဖြစ်နေခဲ့တယ်။သူကလည်းခံစားမိတယ်သူချွေးမကတော်တယ်ဆိုပြီးတော့ပေါ့ဒီလိုနဲ့လအနေငယ်ကြမှာဟုတ်ကဲ့ဒီနေ့ကျွန်တော်ရောက်နေတာကတော့မခင်ရဲ့အရန်ကိုထူးဆန်းတဲ့အိမ်လေးတစ်အိမ်မှာပေါ့ဒါကပထမဆုံးအတိုင်းအိမ်လေးတစ်ခုပါပဲဒါကိုမခင်ကကိုယ်တိုင်လုပ်ခဲ့တာပါတဖြည်းဖြည်းနဲ့ဒီရွာကအိမ်ဒီအားလုံးကလည်းအတိုင်းအိမ်လေးတွေဖြစ်သွားကြတယ်ပြီးတော့ဒီရွာကတကဘာလုံးကစိတ်ဝင်စားရတဲ့နေရာဖြစ်နေတယ်လာနေငယ်အကြအထိဒီရွာမှာမိချောင်းတွေကအုပ်စိုးနေခဲ့တယ်မိချောင်းတွေကတိုက်ခိုက်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာအစိုးရကမြစ်ဘေးမှာပေါင်တွေအကြီးကြီးခတ်ပြီးတော့မှအဲ့ဒီအန်ဒီကနေလူမရအောင်လုပ်ပေးလိုက်ပြီဒါရီအကုန်လုံးကမခင်ကြောင့်ပဲဖြစ်တာပါမခင်ရေပြောပြပါဒါရီကဘလောက်ထိခက်ခဲခဲ့လဲသူကတော့ဘာပြောမှာတော့ကျမပဲပြောပြပါမယ်ကျမရဲ့ချွေးမကမိမတယောက်မဟုတ်ဘူးသူကတကယ်မဲတော်ပဲမိချောင်းတန်ကနေကျမတို့အားလုံးကိုကာဝယ်ပေးတာဒီပါအောင်အရန်ကိုလှတဲ့အတိုင်းအိမ်လေးတစ်ခုလုပ်ပေးတယ်တကယ်တမ်းတော့ဒီလိုအရန်ကောင်းတဲ့ချွေးမကရောက်ခမတိုင်းကိုရတဲ့နေဒီလိုနဲ့မခင်ကလည်းအရန်ပြော့ပြီးတော့မှသူတို့မိသားစုပျော်ရွှင်မဲနေထိုင်သွားကြပါတော့တယ်